အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကတော့ NDL တော့နဲ့ရောင်းချပေးမယ့်ကားလေးကတော့ Chevrolet Spark 2019မြန်မာနိုင်ငံအထီအောင်လေးပဲဖြစ်ပါတယ်ကားလေးကတော့ Model မြင့်နဲ့2019နံပါတ်လည်းမြင့်ပါတယ် 1S နံပါတ်နဲ့ရပါမယ်ခင်ဗျာကားလေးချက်လိုက်ကြည့်ပြီပေါ့ဒီကောင်လေးကတော့2019ဖြစ်သွားတဲ့အတွက် Auto Stop ပါသွားမယ်ဒီမှာခလုတ်က3ခုဖြစ်သွားမယ် City Mode ပါသွားမယ်နော် Power Window အမှန်နဲ့ဖြစ်သွားမယ်ဒီကောင်လေးကpush လေးနဲ့ဖြစ်ပါမယ် push နဲ့ရမယ် Android TV ဖြစ်သွားမယ်ထိုင်ကုန်းကဒီမှာ leather ဖြစ်သွားမယ်ထိုင်ကုန်း heater ပါပါတယ်model လေးကကျွန်တော်2019ဘက်ကထွက်ပါတယ်ဘယ်စစ်သက်2026ထိရှိပါမယ်ကျွန်တော်ဒီကောင်ရဲ့ cargo space လေးပဲဖြစ်ပါမယ်You gon' back that thing up, or should I push up on it? Temperature rising, okay, let's go to the next level. Dance floor, jam back, hot as a tea kettle. I bring it down for you now, maybe it's simple. If you be an info, I'll be an info. In a hotel or in the back of the rental, on the beach or in the mall. It's whatever you into, like the magic stick. I'm the love doctor. Now your friends teach me about how I sprung, I got you. Wanna show me you can work it, baby? No problem, get on top and get the bounce around like a little runner. I'm a seasoned vet when it comes to the shit. After you work up a sweat, you can play with the stick. ကျွန်တော်ဒီကားလေးကိုရောင်းချပေးတဲ့ဈေးနှုန်းကတော့985သိန်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်လိုအပ်လို့ဆက်သွယ်ချင်တော့ကျွန်တော်ဖုန်းနံပါတ်0935139393နဲ့0994331393ဆက်သွယ်မြင်မြတ်ဝယ်ရရှိနေပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်